စိတ်ဓာတ်အရန်ခိုင်မာသွားတဲ့အမျိုးသမီးတယောက်ရဲ့နေထိုင်ပုံကတခြားသူတွေနဲ့မတူဘူးဗျဘယ်သူကမှသူ့ကိုနားလေပေးဖို့မမျှော်လင့်တော့သလိုဘယ်သူနောက်မှလည်းတကောက်ကောက်လိုက်မနေတော့ဘူးပေါ့ဗျာဘယ်သူကမှလည်းနားလေအောင်လိုက်ရှင်းပြမနေတော့သလိုဖြစ်လာသမျှအရာအားလုံးကိုလည်းတယောက်တည်းခါးစည်းခံလေးရှိတယ်ဘယ်ရာကိုမှအတင်းကျပ်မတောင်းဆိုတော့ဘူးပေါ့အမှန်တိုင်းပြောရရင်ဒါကကိုယုံကြည်မှုရှိလွန်းလို့ဖြစ်လာတာမဟုတ်ဘူးနော်အချင်းချင်းစိတ်ပြတ်ခဲ့ရလွန်းလို့ဖြစ်လာတာပါလူတိုင်းကကိုယ့်ရဲ့စိတ်ရင်းစေတနာနဲ့အင်အားတွေကိုရထိုက်တဲ့သူတွေမဟုတ်ဘူးဆိုတာသူတို့ကောင်းကောင်းကြီးသင်ခန်းစာရသွားပြီလေဒါကြောင့်အခုဆိုရင်သူ့ရဲ့စိတ်အေးချမ်းမှုကိုပဲအတက်နိုင်ဆုံးကာကွယ်ထားတော့တယ်ဘယ်သူကိုအနာပေးကတ်မလဲဆိုတာတေးသေးချာချာရွေးချယ်တတ်လာပြီပေါ့ဗျာစိတ်သက်ခိုင်မာတဲ့အမျိုးသမီးတွေရဲ့ထူးခြားချက်ကအဲ့ဒါပဲဗျာသူတို့ကချစ်ဖို့ခက်ခဲတဲ့သူတွေမဟုတ်ပါဘူးအလွယ်တကူအသုံးချဖို့ခက်ခဲတဲ့သူတွေပါတနည်းပြောရရင်လောကဓာတ်ကိုကြံ့ကြံ့ခိုင်ပြီးအယမ်းတမာနေတဲ့သူတွေပေါ့ဗျာ